အမျိုးသားလှုပ်ရှားမှုအားကောင်းလာခြင်းပထမကျောင်းသားသပိတ်အင်္ဂလိပ်တွေဟာအောက်မြန်မာနိုင်ငံကိုသိမ်းယူပြီးတဲ့နောက်15နှစ်ကြာတဲ့အထိပညာရေးကိုလုံးဝတာဝန်မယူဘဲလစ်လျူရှုထားခဲ့ကြတယ်။1866ခုနှစ်ရောက်မှသာပညာရေးဌာနကိုဖွင့်လှစ်ပြီးပညာသင်ကြားရေးလုပ်ငန်းတွေကိုစတင်ခဲ့ကြတာဖြစ်တယ်ကလေးတို့။အင်္ဂလိပ်တွေဟာ1888ခုနှစ်မှာကာလကတ္တားတက္ကသိုလ်လက်အောက်ခံရန်ကုန်ကောလိပ်ကိုဖွင့်လှစ်ပြီးကောလိပ်ပညာရေးကိုသင်ကြားပေးခဲ့တယ်။အဲဒီနောက်1920ပြည့်နှစ်ရောက်တော့တက္ကသိုလ်ဥပဒေကြမ်းတစ်ခုကိုရေးဆွဲခဲ့ကြပြန်တယ်။အဲဒီဥပဒေကြမ်းအရမြန်မာနိုင်ငံမှာတက္ကသိုလ်တစ်ခုတည်းသာရှိရမယ်လို့သတ်မှတ်ထားတယ်။အဲဒီတက္ကသိုလ်လက်အောက်မှာလည်းကောလိပ်ကျောင်းတစ်ကျောင်းသာရှိရမယ်တဲ့။ထိုတစ်ကျောင်းတည်းသောကောလိပ်ကလည်းရန်ကုန်မြို့မှာပဲရှိရမယ်လို့ဆိုထားပါတယ်။ပညာသင်ကြားလိုသူတွေဟာကျောင်းအိပ်ကျောင်းစားတွေသာဖြစ်ရမယ်လို့လည်းပါရှိတယ်။သင်ကြားခွင့်ရသူတွေအနေနဲ့ပြင်ဆင်မှုအတန်းမှာတစ်နှစ်နေရမယ်လို့လည်းပြဋ္ဌာန်းထားပါတယ်ကလေးတို့။မြန်မာတွေအနေနဲ့ကတက္ကသိုလ်တစ်ခုရှိစေချင်ခဲ့ပေမဲ့ဒီဥပဒေကြမ်းအရတည်ထောင်ပေးမဲ့တက္ကသိုလ်မျိုးကိုတော့အလိုမရှိခဲ့ကြဘူး။ဒါကြောင့်မို့ဥပဒေကြမ်းပေါ်ထွက်လာကတည်းကဥပဒေပြုကောင်စီအတွင်းမှာမြန်မာအမတ်တွေကကန့်ကွက်ခဲ့ကြတယ်။မြန်မာသတင်းစာတွေကလည်းပြင်းပြင်းထန်ထန်ကန့်ကွက်ရေးသားခဲ့ကြပါတယ်။မြို့ကြီးတွေမှာဆိုရင်လည်းလူထုအစည်းအဝေးကြီးတွေကျင်းပပြီးတော့ကိုကန့်ကွက်ခဲ့ကြတာပေါ့။ဒီကဲ့သို့ဥပဒေပြုကောင်စီအတွင်းကရောအပြင်ကပါကန့်ကွက်နေတဲ့ကြားထဲကနေအင်္ဂလိပ်အစိုးရဟာဒီဥပဒေကိုအတည်ပြုပြဋ္ဌာန်းခဲ့တယ်။1920ပြည့်နှစ်ဒီဇင်ဘာလ1ရက်နေ့မှာတော့တက္ကသိုလ်အက်ဥပဒေဟာအာဏာတည်လာခဲ့ပါတယ်။ဒုတိယဘုရင်ခံကရက်တောက်ဟာဥပဒေအရတက္ကသိုလ်ရဲ့အဓိပတိဖြစ်လာခဲ့ပြီးဒီဇင်ဘာလ9ရက်နေ့မှာရန်ကုန်တက္ကသိုလ်ကိုဖွင့်လှစ်မယ်လို့ကြေညာခဲ့တယ်။တက္ကသိုလ်ဥပဒေကြမ်းကိုအတည်မပြုခင်ကတည်းကပင်ကောလိပ်ကျောင်းသားကြီးတွေဟာဒီဥပဒေကြမ်းကိုကန့်ကွက်ခဲ့ကြတာပါ။ရန်ကုန်ကောလိပ်ကကိုဘရှင်၊ကိုဖိုးကွန်း၊ကိုဘဦးစတဲ့ကျောင်းသားကြီး12ဦးဟာ1920ပြည့်နှစ်ဒီဇင်ဘာလ3ရက်နေ့မှာရွှေတိဂုံကုန်းတော်ပေါ်မှာလျှို့ဝှက်စွာစည်းဝေးတိုင်ပင်ခဲ့ကြတယ်။အဲဒီမှာသူတို့တွေကဒီဥပဒေကိုသပိတ်မှောက်ကြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ကလေးတို့။အဲဒီနောက်ရန်ကုန်ကောလိပ်နဲ့ယုဒသန်ကောလိပ်တို့ကကျောင်းသားတွေဟာ1920ပြည့်နှစ်ဒီဇင်ဘာလ5ရက်နေ့မြန်မာသက္ကရာဇ်1282ခုနှစ်တန်ဆောင်မုန်းလပြည့်ကျော်10ရက်နေ့မှာစတင်သပိတ်မှောက်ခဲ့ကြတယ်။ဒီသပိတ်ဟာရန်ကုန်မြို့ပေါ်ကကျောင်းတွေတင်မကပဲမန္တလေးမော်လမြိုင်ပုသိမ်စတဲ့မြို့ကြီးတွေကကျောင်းတွေကိုပါရက်ပိုင်းအတွင်းကူးစက်သွားခဲ့တယ်။ဒါကြောင့်မို့တက္ကသိုလ်သပိတ်ကနေကျောင်းသားသပိတ်အဖြစ်ကိုပြောင်းလဲသွားခဲ့တာပေါ့။အကျိုးဆက်အနေနဲ့ဒီဇင်ဘာလ9ရက်နေ့မှာဒုတိယဘုရင်ခံကိုယ်တိုင်ဖွင့်လှစ်မဲ့တက္ကသိုလ်ဖွင့်ပွဲအခမ်းအနားကိုရွှေ့ဆိုင်းလိုက်ရပါတယ်။ကျောင်းသားသပိတ်ဟာတက္ကသိုလ်အက်ဥပဒေပါချို့ယွင်းချက်တွေကိုဆန့်ကျင်ရာကနေစတင်လာတဲ့သပိတ်ဖြစ်ပေမဲ့သူ့ရဲ့အနှစ်သာရကတော့နယ်ချဲ့အစိုးရနဲ့နယ်ချဲ့စနစ်ကိုဆန့်ကျင်တော်လှန်တဲ့သပိတ်ပဲဖြစ်တယ်။1922ခုနှစ်ဇန်နဝါရီလမှာရန်ကုန်မြို့ဂျူဘလီဟောမှာကျင်းပခဲ့တဲ့ GCBA အထူးကွန်ဖရင့်ကြီးကနေရန်ကုန်တက္ကသိုလ်အက်ဥပဒေကိုကျောင်းသားတွေစတင်သပိတ်မှောက်ခဲ့တဲ့တန်ဆောင်မုန်းလပြည့်ကျော်10ရက်နေ့ကိုအမျိုးသားနေ့အဖြစ်သတ်မှတ်ပေးခဲ့တယ်။အဲဒီနေ့ကိုအမျိုးသားအောင်ပွဲနေ့အဖြစ်ယနေ့တိုင်အောင်နှစ်စဉ်အခမ်းအနားတွေကျင်းပလျက်ရှိပါတယ်ကလေးတို့။အမျိုးသားကျောင်းများပေါ်ပေါက်လာခြင်းကျောင်းသားသပိတ်ရဲ့လက်တလောအကျိုးသက်ရောက်မှုကတော့အမျိုးသားပညာရေးကောင်စီအမျိုးသားကောလိပ်နဲ့အမျိုးသားအထက်တန်းကျောင်းတွေပေါ်ပေါက်လာတာပဲဖြစ်တယ်။သပိတ်မှောက်ကောင်စီဟာ1920ပြည့်နှစ်ဒီဇင်ဘာလ12ရက်နေ့ကစပြီးဗဟန်းမှာရှိတဲ့ဇရပ်တွေမှာမူလတန်းကနေအထက်တန်းအထိကျောင်းသားတွေကိုစာသင်ကြားပေးခဲ့ကြတယ်။နယ်အသီးသီးမှာရှိတဲ့သပိတ်မှောက်ကျောင်းသားတွေစီကိုလည်းကျောင်းတွေဖွင့်ပြီးစာသင်ကြားပေးဖို့ညွှန်ကြားခဲ့ပါတယ်။ GCBA ရဲ့အားပေးမှုနဲ့ပြည်သူတွေရဲ့ပံ့ပိုးကူညီမှုတွေကိုရရှိခဲ့တဲ့အတွက်သပိတ်မှောက်ပြီးတစ်နှစ်ခန့်ကြာမှာတော့မြန်မာတစ်နိုင်ငံလုံးမှာအမျိုးသားကျောင်းပေါင်း90ကျော်နဲ့ကျောင်းသားပေါင်း16000ကျော်ရှိလာခဲ့တယ်။အမျိုးသားကျောင်းတွေအများအပြားပေါ်ပေါက်လာတဲ့အခါမှာတော့အဲဒီကျောင်းတွေကိုစီမံကွပ်ကဲဖို့အတွက်အမျိုးသားပညာရေးကောင်စီကိုဖွဲ့စည်းခဲ့ကြတယ်။အဲဒီကောင်စီမှာNA ဦးမောင်ကြီးကဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးဦးမောင်အုန်းခိုင်ကအတွင်းရေးမှူးအဖြစ်ဆောင်ရွက်ကာအဖွဲ့ဝင်32ဦးပါဝင်ခဲ့ပါတယ်ကလေးတို့
မျိုးသားပညာရေးရဲ့ရည်ရွယ်ချက်တွေကတော့မြန်မာဘာသာကိုသင်ကြားရေးမဏ္ဍိုင်အဖြစ်အသုံးပြုဖို့၊အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့စာအုပ်တွေကိုမြန်မာဘာသာကိုပြန်ဆိုတာအားပေးဖို့၊အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာရပ်တွေကိုသင်ကြားပေးဖို့နဲ့မြန်မာစာနဲ့မြန်မာ့ယဉ်ကျေးမှုကိုပြုစုပျိုးထောင်ပေးဖို့ စတာတွေပဲဖြစ်ကြတယ်။အထက်တန်းအောင်မြင်သွားတဲ့ကျောင်းသားတွေပညာဆက်လက်သင်ကြားနိုင်ဖို့အတွက်ရန်ကုန်မြို့ဗဟန်းရပ်ကရွှေကျင်ကျောင်းတိုက်ကြီးမှာ1921ခုနှစ်ဩဂုတ်လမှာအမျိုးသားကောလိပ်ကိုဖွင့်လှစ်ပေးခဲ့ပါတယ်။အမျိုးသားကောလိပ်တည်တံ့နိုင်ခဲ့တာဟာဝန်ထမ်းအဖွဲ့ကြီးနဲ့ပြည်သူတွေရဲ့အားပေးမှုတွေကြောင့်ပဲဖြစ်တယ်။ဒါပေမဲ့ဒိုင်အာခီကိုလက်ခံတဲ့21ဦးအဖွဲ့ဝင်အမျိုးသားပညာရေးကောင်စီဥက္ကဋ္ဌ NA ဦးမောင်ကြီးကပညာရေးဝန်ကြီးရာထူးကိုလက်ခံလိုက်တဲ့အခါမှာတော့အမျိုးသားကောလိပ်ဟာပြည်သူတွေရဲ့ထောက်ပံ့မှုကိုအရင်ကလောက်မရတော့ပါဘူး။အဲဒီအချိန်မှာပညာရေးဝန်ကြီး NA ဦးမောင်ကြီးကလည်းအမျိုးသားကောလိပ်ကိုဖျက်သိမ်းဖို့နှိုးဆော်စာပေးလာတဲ့အတွက်နောက်ဆုံးမှာအမျိုးသားကောလိပ်ကိုဖျက်သိမ်းလိုက်ရတယ်ကလေးတို့1923ခုနှစ်မှာအမျိုးသားကျောင်းတွေကိုထောက်ပံ့ကြေးပေးဖို့စီစဉ်တဲ့အခါအစိုးရအထောက်ပံ့ကိုယူလိုတဲ့ကျောင်းနဲ့မယူလိုတဲ့ကျောင်းဆိုပြီးစိတ်ဝမ်းကွဲကြပြန်တယ်။အစိုးရအထောက်ပံ့မယူတဲ့ကျောင်းတွေဟာဆက်လက်ရပ်တည်နိုင်ခြင်းမရှိခဲ့တဲ့အတွက်တစ်နှစ်ခန့်အကြာမှာပျောက်ကွယ်သွားခဲ့ရပါတယ်။ကုမာရီအသင်းများကုမာရီအသင်းဆိုတာမြန်မာအမျိုးသမီးထုကသာသနာရေးလူမှုရေးနဲ့ပညာရေးလုပ်ငန်းတွေကိုဆောင်ရွက်ဖို့အဓိကရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတဲ့အသင်းဖြစ်တယ်။ဒီအသင်းတွေဟာ20ရာစုအစောပိုင်းကာလတွေမှာမြန်မာနိုင်ငံအနှံ့အပြားမှာပေါ်ထွန်းခဲ့ကြပါတယ်။ကုမာရီအသင်းတွေထဲကမြန်မာအမျိုးသမီးသမဂ္ဂကိုတော့1918ခုနှစ်မှာရန်ကုန်မြို့မှာစတင်တည်ထောင်ခဲ့တယ်။ပထမပိုင်းမှာအမျိုးဘာသာသာသနာဖွံ့ဖြိုးရေးအတွက်တည်ထောင်ခဲ့ပေမဲ့နောင်အခါမှာတော့YMBA အသင်းနဲ့ဆက်သွယ်ပြီးနယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်လာခဲ့ကြတယ်။မြန်မာအမျိုးသမီးသမဂ္ဂနဲ့ခေတ်ပြိုင်ပေါ်ပေါက်ခဲ့တဲ့အသင်းကတော့ဒါနသုခအသင်းဖြစ်ပါတယ်။အသင်းရဲ့မူလရည်ရွယ်ချက်ကအမျိုးဘာသာသာသနာအတွက်ဆောင်ရွက်ဖို့ဖြစ်ပေမဲ့နောင်မှာတော့နိုင်ငံရေးလုပ်ငန်းတွေမှာပါဝင်လှုပ်ရှားလာခဲ့တယ်။ကုမာရီအသင်းတွေဟာဒိုင်အာခီအုပ်ချုပ်ရေးကိုသပိတ်မှောက်တဲ့ပင်မ GCBA အသင်းကြီးနဲ့လက်တွဲဆောင်ရွက်ခဲ့ကြပါတယ်ကလေးတို့မြန်မာအမျိုးသမီးနေရှင်နယ်ကောင်စီဆိုတဲ့အမျိုးသမီးအသင်းဟာ1930ပြည့်နှစ်မှာပေါ်ပေါက်ခဲ့ပေမဲ့ဒီအသင်းကတော့လူမှုရေးကိုသာဦးစားပေးဆောင်ရွက်ခဲ့တယ်။အသင်းရဲ့ကြိုးပမ်းဆောင်ရွက်မှုကြောင့်1931ခုနှစ်မှာလန်ဒန်မြို့မှာကျင်းပခဲ့တဲ့မျက်နှာစုံညီအစည်းအဝေးကိုအမှုဆောင်ဒေါ်မြစိန်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ကုမာရီအသင်းတွေရဲ့ထင်ရှားတဲ့ဆောင်ရွက်ချက်တွေကတော့အင်္ဂလိပ်နယ်ချဲ့တွေတင်သွင်းတဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူသုံးစွဲခြင်းမပြုဖို့နဲ့တိုင်းရင်းဖြစ်ပစ္စည်းတွေကိုသာဝယ်ယူအားပေးကြဖို့လှုံ့ဆော်စည်းရုံးခဲ့ကြတာပဲဖြစ်တယ်။နောက်ပိုင်းမှာ GCBA အဖွဲ့ချုပ်ကြီးပြိုကွဲသွားတဲ့အခါကုမာရီအသင်းတွေလည်းအင်အားယုတ်လျော့လာပြီးမှေးမှိန်သွားခဲ့ရပါတယ်ကလေးတို့ရေ။ဒို့ဗမာအစည်းအရုံးဒို့ဗမာအစည်းအရုံးကိုသခင်မသောင်းဦးဆောင်ပြီးမျိုးချစ်လူငယ်တစုက1930ပြည့်နှစ်မေလ30ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ကြတယ်။ဒို့ဗမာအစည်းအရုံးဟာနယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားလွတ်မြောက်ရေးနဲ့ဆိုရှယ်လစ်ရေးတွေမှာရှေ့တန်းကနေပါဝင်ခဲ့ပါတယ်။ဒို့ဗမာအစည်းအရုံးဝင်တွေဟာသခင်ဆိုတဲ့အမည်ကိုခံယူကြတယ်။ဒို့ဗမာအစည်းအရုံးအတွက်စည်းရုံးလှုပ်ရှားနေကြတဲ့မျိုးချစ်လူငယ်တွေဟာ YMB ဆရာတင်နဲ့ဆက်သွယ်မိကြပြီးဇာတိသွေးဇာတိမာန်တက်ကြွစေမယ့်ဒို့ဗမာသီချင်းကိုတီးကုန်းဆက်ဆိုခဲ့ကြပါတယ်။1930ပြည့်နှစ်ကနေ1935ခုနှစ်အတွင်းမှာဒို့ဗမာအစည်းအရုံးကိုပြုစုပျိုးထောင်ပေးခဲ့သူတွေကတော့သခင်မသောင်းသခင်ထွန်းအုပ်သခင်မစိန်နဲ့သခင်လေးမောင်တို့ပဲဖြစ်ကြတယ်ကလေးတို့1935ခုနှစ်နောက်ပိုင်းမှာသခင်အောင်ဆန်းသခင်နုသခင်ပါဟိန်းစတဲ့တက္ကသိုလ်ကျောင်းသားတွေဝင်ရောက်လာတဲ့အခါမှာတော့ဒို့ဗမာအစည်းအရုံးဟာပိုပြီးထင်ရှားလာခဲ့ပါတယ်။ဒို့ဗမာအစည်းအရုံးဟာနဂနီစာအုပ်အသင်းကိုထူထောင်ပြီးတိုးတက်တဲ့နိုင်ငံရေးအတွေးအခေါ်တွေနဲ့ဆိုရှယ်လစ်စာပေတွေကိုလည်းဖြန့်ဖြူးပေးခဲ့တယ်။မျိုးချစ်စိတ်နဲ့ဇာတိသွေးဇာတိမာန်တက်ကြွစေဖို့အတွက်တိုင်းရင်းသားယဉ်ကျေးမှုနဲ့စာပေကိုလည်းအားပေးခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာပထမဆုံးမေဒေးနေ့အခမ်းအနားကို1938ခုနှစ်မေလ1ရက်နေ့မှာဒို့ဗမာအစည်းအရုံးကဦးစီးပြီးကျင်းပပေးခဲ့တယ်။နယ်ချဲ့ဆန့်ကျင်ရေးနဲ့လုံးဝလွတ်လပ်ရေးအတွက်လက်နက်ကိုင်တိုက်ပွဲဆင်နွှဲဖို့ရည်ရွယ်ပြီးလက်ရုံးတပ်ဖွဲ့တွေကိုလည်းဖွဲ့စည်းခဲ့ကြပါတယ်
1938 ခုနှစ်မှာတို့ဗမာအစည်းအရုံးဟာသခင်ကိုယ်တော်မှိုင်းခေါင်းဆောင်တဲ့ဂိုဏ်းနဲ့သခင်ထွန်းအုပ်၊သခင်မစိန်တို့ခေါင်းဆောင်တဲ့ဂိုဏ်းဆိုပြီးနှစ်ဂိုဏ်းကွဲသွားခဲ့တယ်။အဲဒီလိုနှစ်ဂိုဏ်းကွဲသွားပေမဲ့သူတို့ရဲ့တူညီတဲ့ပန်းတိုင်ကတော့လွတ်လပ်ရေးရရှိဖို့ပဲဖြစ်ပါတယ်ကလေးတို့1941 ခုနှစ်ရောက်တဲ့အခါမှာတော့တို့ဗမာအစည်းအရုံးကိုအင်္ဂလိပ်အစိုးရကမတရားအသင်းအဖြစ်ကြေညာခဲ့ပါတယ်